阿小鸡，马上来。ဒီနေ့တော့သတင်းစာတွေကထူးဆန်းတဲ့ညာတစ်ခုကိုဖတ်ပြီးပြီလားကိုဘတ်တူ ကျုပ်လည်းအဲ့ဒီအကြောင်းကိုပြောမလို့ကိုချစ်ခင်ကတိကတ်တာဗျာစမ်းလဲစမ်းနဲ့ကြော်ညာပါပဲ ဆန်းနာတွေဘာတွေအသာထားပြီးသူ့ကြော်ညာအတိုင်းထီထိုးကလို့တွားဆန်းကြည့်ခြင်းစမ်းကျင်တယ်ဗျာကံကောင်းရင်အမွေ330နဲ့ချောပြီဆိုတဲ့မန္တလေးပြည်တော်စုနဲ့စောပြည့်တန်တာကိုအပိုင်ရမယ်ကန်စားမွေးကြီးဗျာ ရရင်တော့ကောင်းပါလေကိုချစ်ခင်ရဲ့သူမဲမဲ့မေးခွန်းတစ်ထောင်ကိုအားလုံးတစ်ထိုင်နဲ့ဖြေနိုင်မှုဆိုတာကဘယ်တဲ့ကိစ္စမဟုတ်ဘူးဗျာပြီးတော့လေအဲ့ဒီစီကန်းချက်နဲ့မေးခွန်းဖိုင်တစ်စုံကိုငွေ3000ပေးပြီးလက်ငင်းဝယ်ရမယ်ဆိုတော့မဖြေနိုင်ရင်ကိုငွေ3000မစားရမတော့ရစုံမှာဗျို့ ဟုတ်တယ်ဗျာ မနှိပ်ဘူးဗျာမနှိပ်ဘူး လက်ဖက်ရည်ဆိုင်တွေကမိတ်ဆွေနှစ်ယောက်ပြောနေတဲ့စကားကဖြစ်တဲ့လက်စိတ်ဝင်စားစရာကောင်းပါလားဘာကြောင့်ညာများပါလဲဘာကြောင့်ညာများပါလဲလက်ဖက်ရည်တစ်ခွက်ဝင်းတော့ရင်သတင်းစာဖတ်ကြည့်အောင်ပါပဲလက်ဖက်ရည်ချောရတစ်ခွက်ဟိ 啊，要不然小鸡，太嘛太嘛。 အော်သတင်းစာလေးတစ်စစ်လောက်တော့ကြီးဟောတွေ့ပြီ စုတ်ကြီးလက်ကြီးဝင်လိုပါသလားအောက်ပါလိပ်စာအတိုင်းအမြန်လာ၍စီကန်းချက်နဲ့နေကွန်1000မှာစာရွက်စာရမ်းများကိုလက်ငင်းဝယ်ယူတာချက်ချင်းဖြေဆိုနိုင်မှာက ကြည့်စမ်း ကျွန်တော်ဤဖခင်ထားခဲ့သောအမွေကျပ်330နှင့်အတူကျွန်တော်ဤတူရီသောနှမစောပြည့်တန်တာအားနှင်းအလက်ဆက်ပေးမည် ဟာ ပုံကွယ်လွန်သူစာဖိုးပသားကြီးဟင်နရီဖိုးပ ဟန်နရီ Oxford University မြန်မာစာကတိကဟောက် ဟန်ကြလိုက်လေဗျာထိထန်လမ်းလျှောက်ဗချမ်းတယောက်တော့နှိချင်းညာချင်းမိမလဲရ330လဲပွားစုတ်ခေါ်လက်ကောဝင်မဲ့ကန်တော့ထပါဘကောလား စောစောကငရင်စာဖတ်ပြီးဘာတွေတွတ်တွတ်ပြောရင်ရည်နေတာလဲကိုချစ်ခင် ရက်ကွက်ထဲမှာပလတ်စတစ်လက်ကောက်နေတဲ့ခြေနေမဲ့လူငယ်တယောက်ပဲကိုဘတ်တူ မကြမ်းကန် စောစောကကြော်ညာဖတ်ပြီးပေါက်သွားတာနဲ့တူတယ်ဗျာ ဖြစ်ရလေဗျာငယ်ငယ်ရွယ်ရွယ်လေးရှိသေးတယ်သူခမဟန်နရီဖိုးပါရဲ့ကန်စားမဲမပေါက်ဖဲသူ့ဟာသူပေါက်နေရှာတဲ့ဒုက္ခိတာလေးကို ရှင်းမှဖြစ်ရလေကိုဘတ်တူရဲ့ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ပါသောသတင်းဥစားတစ်စောင်းသတင်းဥစားတစ်စောင်းထူးသောစံသောသတင်းဥစားတစ်စောင်းဘာသတင်းလဲပါကြော်ညာလဲအားကြည့်စရာရည်စရာပါပဲကဲခတ်ကြစုလားသောတာရှင်ရဲ့ ကျွန်တော်ရဲ့သတင်းစာကြော်ညာပါစီကန်းချက်အတိုင်းငွေ3000ပေးပြီးစီကန်းချက်တွေနဲ့မေကွန်းတစ်စုံဝယ်ပြီးပြီဆိုတော့ကမိတ်ဆွေအနေနဲ့ဟောဒီမေကွန်း1000နဲ့ကမေကွန်း100ကိုတစ်ထိုင်နဲ့ဖြေရပါလိမ့်မယ် ဟုတ်ကဲ့ မိတ်ဆွေဖြေတဲ့မေကွန်းရဲ့အဖြေအားလုံးကိုကက်ဆက်နဲ့လည်းဖမ်းထားပါမယ် အော် ဗီဒီယိုလည်းရိုက်ထားပါမယ် ဟာဟာ ဟုတ်ကဲ့ဟိုနှစ်ဖက်စလုံးတရားမျှတအောင်အထောက်ထားပြုတဲ့သဘောပါပဲ ဟာကောင်းပါတယ်ကောင်းပါတယ်ကောင်းပါတယ် ဒီနေ့မေကွန်း100လုံးမှန်အောင်ဖြေနိုင်ရင်တော့ကားကိုယ်တော်နဲ့ကအစ်စ်ဆက်ဆက်လန်ဆာကားကိုမိတ်ဆွေအပိုင်ရသွားပါ အဲ့ဒီကားနဲ့ပဲနောက်နေ့မေကွန်း100ကိုဆက်ဖြေဖို့လာပါလိမ့် ဟုတ်ကဲ့ခင်ဗျဦးဟန်နရီဖိုးကရှင်းပြတာအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ
ဟုတ်ကဲ့ခင်ဗျာ ကျွန်တော်နာမည်ကကျော်စော်လင်းပါ အော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ ဘန်ကောက်မြို့ရွှေလောင်ကောင်တက္ကသိုလ်က Archaeology ပညာနဲ့ PhD ဘွဲ့ရခဲ့တဲ့သူပါ ဟုတ်ကဲ့ ပြီးတော့တက္ကသိုလ်အထိလူရည်ကျော်နှစ်စဉ်ရခဲ့တယ်ခင်ဗျ အော်ဂုဏ်ယူပါတယ်ကိုကျော်စော်လင်းဂုဏ်ယူပါတယ်နေလုံးရဲ့မျက်နှာပြင်အပူချိန်ဘယ်လောက်ရှိပါသလဲ ခင်ဗျာဟုတ်ကဲ့နေမင်းရဲ့မျက်နှာပြင်အပူချိန်ဟာဒီဂရီ6000စင်တီဂရိတ်ရှိပါတယ်နေရဲ့မျက်နှာပြင်မှာရှိတဲ့နေရဲ့မီးကြီးလို့ခေါ်တဲ့ရုပ်တရက်ပေါက်ကွဲမှုတွေကြောင့်ခရမ်းရင့်ရောင်ကြီးများအရွေးရောင်ကြီးများ ဟုတ်ကဲ့ ပရိုတွန်အီလက်ထရွန်များထုတ်လုပ်နိုင်ပြီးကမ္ဘာမြေရဲ့မက်ဂနက်တိုစဖီးယားအက်ဇိုစဖီးယားအိုက်ထရိုနိုစဖီးယားအလွှာများမှာလာရောက်ပြီးတော့အကျိုးသက်စေပါတယ် 1698ခုနှစ်ကရေနွေးငွေ3စက်ကရိယာကိုတီထွင်သူကဘယ်သူပါလဲ ခင်ဗျာအော်သောမတ်ဆေဗာရီပါ1969ခုနှစ်မှာဂျိမ်းစ်ဝတ် ဟုတ်ကဲ့ 1800ခုနှစ်မှာရစ်ချတ်ထရီဗစ်ပြီးတော့ ဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါပြီဘိက္ခုအိန္ဒိယေတုဂௌတရယောဟောတိဆိုတဲ့ပါဠိအနက်ကိုဖွင့်ပါခင်ဗျ ဗျာ ဟုတ်ပါတယ်ဟုတ်ပါတယ်ခင်ဗျ ဟိုဘိက္ခု ဟုတ်ပါတယ်ခင်ဗျဘိက္ခု အိန္ဒိယေတုဆိုတာကလည်းဟုတ်ကဲ့အဲ့ဒါတော့သိဘူးခင်ဗျ ကဲပြန်နိုင်ပါပြီကိုကျော်စော်လင်းပြန်နိုင်ပါပြီမေကွန်း3ခုမြောက်မှာပဲခင်ဗျစာမေးပွဲရှုံးသွားပါပြီ ဒါဆိုကျွန်တော်ငွေ3000လဲ ဆုံးပြီပေါ့ကိုကျော်စော်လင်းဆုံးပြီကဲကြွနောက်လူတွေကအများကြီးကြံသေးတယ်ခင်ဗျားတယောက်တည်းမဟုတ်ဘူးပညာရှိကြီးတွေတပီကြီးတန်းစီနေတာခင်ဗျားမြင်ရမလားကဲကြွပြီတော့ ဘိက္ခုအိန္ဒိယေတုနဲ့ကြမှာတက်ခေါက်ပြန်ခဲ့ရတာနားရဗျာ မီးကုန်တစ်ထောင်လေးကမီးကုန်တရားပါတွေလေချီနိုင်နေတဲ့သိတော့ရမယ်အပြူစင်နူးနူးလက်စရမယ်မဖြေနိုင်ရင်တော့ရှက်စရာပဲကဲဘာမီးကုန်တွေလေ ကြွပါခင်ဗျာကြွပါဦးလေးကအသက်ကြီးမှဒီပွဲမျိုးဝင်နှွှဲပြီတကူ ဩမောင်ရဲ့စီကန်းချက်ထဲမှာအသက်အပိုင်းချမှမပါပဲကွာ ဟုတ်ကဲ့ ကျို့အတက်ကခုမှ90ဆုံးုံလေးရှိပါသေးတယ်မောင်ဟာ ဟုတ်ပါပြီဆရာကြီးရဲ့ပြောမိတာစိတ်မရှိပါနဲ့နော် ကျုပ်နာမည်ကဆရာထွား အော်ဟုတ်ကဲ့ခင်ဗျာ ဝိသေသပထမကျော်အောင်ပြီးသားလောကဓာတ်ပညာဘီအဖွဲ့ရ ဟုတ်ကဲ့ခင်ဗျာ မေးချင်တာကမေးစမ်းမှာမောင်ရကဲ ဟန်ကြလိုက်လေဆရာကြီးရဲ့ အဲ လောကီကောလောကုတ္တရာပညာပါစုံပါပြီတကူဗျ ကဲဟောဒီမေကွန်းတရားကိုအရင်စဖြေရမယ်ဆရာကြီး အေး ကျွန်တော်မေးမယ်ကဲပထမဆုံးကျွန်တော်မေးမယ်မေကွန်းကဓမ္မစကြာဏိဒန်းကိုရွတ်ပြပါ ကောင်းပြီလေဗန္ဒီကတ္တပအရှင်မကတ္တပဣဒံတုတ်တံ ဆို ဣဓမ္မစကပဝဒနာတုတ်ကိုမေမယအကျွန်ုပ်အာနာရာထေရီဘဂဝါတော်မြတ်စွာဘုရားဤဓမ္မုကမျက်မှောက်တော်မှာ သူကြည့်ရတာ အေဝံဤတို့တုတံကြားလျက်ဤအေကံတပါသောတမယအခါ၌ဘဂဝါမြတ်စွာဘုရား ဂျာကြီးဂျာကြီးထွားကျွန်တော်ကျင်တတ်ပါတယ်ဂျာကြီးထွားနောက်တစ်ခုကျွန်တော်မေးပါရစီ မေးပါမေးပါ ပထမဆုံးအခရာစင်နဲ့ထုတ်ဝေတဲ့ဆွဲဆုံးကျမ်းကိုဘယ်သူပြုစုပါတယ်လဲ ဟေးဩဒါလား ဟုတ်ကဲ့ခင်ဗျာဟုတ်ပါတယ် ဟေးရီအတက်ဩကွာ ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ 1630ခုနှစ်ထုတ်လက်တင်ဘာသာနဲ့ပြုလုပ်ထားတဲ့ Encyclopedia ဆွဲဆုံးကျမ်းပေါ့ ဟုတ်ကဲ့ခင်ဗျာ ခုခေတ်တော့ Encyclopedia Britannica လို့ခေါ်တဲ့ပိဋိတဆွဲလုံးကျမ်းကိုပဲ1981ခုနှစ်ကစပြီး ဟုတ်ကဲ့ အတွဲ3တွဲတွဲပြီးသုံးနေကြတာကလား ဟုတ်ကဲ့ခင်ဗျာမှန်ပါတယ်ခင်ဗျာမှန်ပါတယ်နောက်တစ်ခုကမိရထားဆက်ကောင်းတီထွင်ခဲ့တဲ့သူ အောင်မဲလီ Nicholas Gassnut ပေါ့ကွာ1963ခုနှစ်ကတီထွင်တာလေ ဟုတ်ပါပြီခင်ဗျာဘာမစတာစာဆောင်အတွဲ1အမှတ်စဉ်1မှာစပြီးပါတဲ့ပထမဆုံးဝတ္ထုတို့ရေးတဲ့သူဟာအဲ့ဒီစာရေးဆရာနာမည်အတူပါလေခင်ဗျာ ဟေး ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ် ဘာမစတာ ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဦးလေး အေးလေကွာ ဟုတ်ကဲ့ခင်ဗျာ ဒါတော့ဟုတ်ပါတယ်ဦး ဘာမ လေး စတာစာတော့ဘာမစတာစာတော့ဟာသိဘူးဟေ့ ကဲဆရာထွား
လော်ဂီလော်ကိုအဟုတ်ပညာဆုံးမပေးတယ်ဗျာဘာမစတာစာဆောင်မဖတ်မိတာနဲ့ငွေ3000ဆုံးပြီဗျို့ကဲကြွပေရော့ဆရာထွားကြီးကြွပေရော့ဝိဒေတာပထမကျော် BA ဆရာထွားကိုဘာမစတာနဲ့ခွေးပြောင်းလုပ်တဲ့ပွဲမျက်နှာသာဒါနဲ့လှိပစ်ချင်းစမ်းနဲ့ဟေးဝိပိသပတ္တမကျော်စရာထွားလောကီလောကုတ်ဟုတ်တတ်တဲ့ဆရာမရှာသို့တော့သူမဖမ်းမိတာဘာမှစတာကြွားပြီးအောင်တော့ပတ္တမကျော်စရာထွားဒါဘာလို့တလဲမောင်ရင်ဒီအထက်ကဘာတွေတော့ကွာမင်းကဘာကိစ္စ ဟိုတရားမဝင်တဲ့မိကွန်းတွေကျုံမဖြစ်နိုင်ဘူးရော့ဒါစီကန်းနဲ့မိကွန်း1000စာရွက်စာတမ်းဝယ်က3000ပြားစီတွေပါလားဒါဘာလို့ဖို့လဲ ဒီမဲ့တပြားချင်းကောက်ပြီးရေးကြည့်ပြား3000တိတိရှိတယ် ပြားတော့ အလူကြီးမင်းရဲ့စီကန်းထဲမှာငွေ3000လို့ပဲပါတယ်ကြက်3000လို့ရေးမထားဘူးဒီတော့ကျုပ်ကပြား3000ဟိုပြား100တစ်ချက်ဆိုတော့ငွေ30ပေါ့နော်ရေးကြည့်ပါဦးလားရေးကြည့်ပါအမနာပါနဲ့ ကြတယ်လူပါလားအင်းလေကျုပ်ကလည်းကြက်ဆိုတဲ့စလုံးတစ်လုံးနမော်နမဲ့ကြံရစ်ခဲ့ပြီတကူရပါတယ်လေရပါတယ်ကဲပထမနေ့မေခွန်း100 တနေ့မေခွန်း100 10ရက်တိတိမေခွန်း1000ပြည့်အောင်ဆက်ဖြေရမယ်ဆိုတာသိပြီးသား မောင်ရင်ကတဲလဲအာသွက်ရှာသွက်ရှိပြီတာပဲနာမည်က ဘာချမ်းမှာ1323ခုပါတပေါင်းလားစု2ရက်ကြာတာပရိသအဖအုပ်သွဲမိတော်ကြောင့်မင်းလာမြို့ဘကုတ်ခိုင် အမေ နော်အတိုင်းပညာမရှိဝလူဝင်ကျောင်းဥပနိဒာကျောင်းကဘုံကျောင်းသားနော်လက်ရှိယာတို့ကပလတ်စတစ်ကောက်တယ်အင်ဂျင်နီယာရေးမရှိဘူးလမ်းဘေးအိတ်တယ်လမ်းဘေးမှာစားတယ်တမင်းလည်းမစားတယ် မောင်ရင်ကျုပ်စီလာတာနောက်ပြောင်းဖို့လာတာလားဒါဆိုသက်ဆိုင်ရာရဲစခန်းကိုဖုန်းနဲ့အကြောင်းကြားလိုက် အဲ့လိုဗျာစီကန်းချက်ရငွေ3000ဟိုငွေ30ပေးပြီးပြီပဲကျုပ်ကတရားဝင်မေးခွန်းနေမေးဖို့ပဲရှိတယ်ဟာဟမ်ခက်ဦးဟန်နရီဖိုးပါကက်ဆက်ဗီဒီယိုအကုန်ဖမ်းထားပြီးပြီဆိုတော့ဒီလိုမလုပ်နဲ့လေကဲခင်ဗျားမေးတာဖြေနိုင်မှုကကျုပ်တာဝင်ပဲမေးဗျာမေးစမ်း ကောင်းပြီလေကောင်းပြီ မေးပါ1980ခုဇန်နဝါရီလ17ရက်နေ့ကအရေးအကြီးဆုံးကမ္ဘာသတင်းတစ်ခုဟာဘာလဲ ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်စင်ကာပူဆော်ဒီအာရေဗျအိုမန်ကိုလံဘီယာဂမ်ဘီယာဟွန်ဒူရပ်စ်နဲ့ပါပူအာနယူဂီနီနိုင်ငံတွေကဥဆောင်ပြီးတော့အာဖဂန်နစ္စတန်ကနိုင်ငံရတပ်များချွင်းချက်မရှိရုပ်သိမ်းပေးဖို့အဆိုမှုရန်ကိုကုလသမဂ္ဂထွေထွေညီလာခံအစည်းအဝေးကိုတင်သွင်းတဲ့သတင်းမှာခင်ဗျာဟုတ်ပြီယူဂိုစလာဗီးယားနိုင်ငံသမ္မတကြီးတီတိုကွယ်လွန်တဲ့နေ့က No တီတိုမဟုတ်ပါဘူးနာမည်အရှိကဂျိုဇက်ဘရော့တီတိုပါဟုတ်ပါ89နှစ်မှာလူတလျာနာဘဟုစေးုံမှာ1980ခုနှစ်မေလ4ရက်တနင်္ဂနွေနေ့ဂရစ်နစ်စံတော်ချိန်1435နာရီမြန်မာစံတော်ချိန်8နာရီ35မိနစ်မှာကွယ်လွန်ပါတယ်ခင်ဗျာဟုတ်ပါတယ်နေနဲ့အနီးဆုံးဂျိုဟာမာဂျူရီခေါ်ဗုဒ္ဓဟူးဂျိုပါအကွာအဝေးကီလိုမီတာက 9.8 နှစ်အချင်းဝက်ကီလိုမီတာက 9000ဓာတ်ဒုကကီလိုဂရမ် 0.04 နေကိုပတ်ရန်ကြားတဲ့ချိန်က88ရဲ့ဘယ်နဲ့လဲမေးပါဒီမောင်ကပလတ်စတစ်ကောက်တဲ့လူမှုပဲမေးလိုက်ရင်အဖြေကိုစိနေတာကြီးပါပဲလားကဲဟုတ်ကဲ့ဒန္တဒုက္ခဒါနဒုက္ခနဲ့ပတ်သက်တဲ့မြမဆေးစွမ်းအကြောင်းကိုပြောပြမန်းလေးပင်တရားပင်ရွတ်သေးပင်ပေါ့ဗျာတုံဖျားအောင်သွားကရာသီသွေးလို့ညောင်းကြကိစ္စဘောကငိမ့်ဆိုပဲဗျာသွားကရင်အရေးပြုံကုန်နော်ပိုးစားတဲ့အခါအခေါင်းတွင်းကိုအမြင့်စိမ့်လိုက်ကြိတ်ပြောသိရေစည်းကမ်းပြိုဆိုရင်မန်းလေးတမပြပြုတ်ကသွားမှသိခါထဲ့ရေစည်းကမ်းပြိုဒါနာဆိုရှင်ပြိုသုံးပါပြီတဲ့ဗျာဟုတ်ပါရဲ့လားမဆိုးပါဘူးမဆိုးမလဲနောက်တစ်ခုကစီယောကအမျိုးမျိုးနဲ့မြမဆေးရွက်ဆေးမြေအကြောင်းကိုပြောပြဘိန်းတော်ဆရာခန့်ညာတော့သိသဗျာစီယောကကျက်သွန်နီတမယာဖန်ကတော့ချက်မောက်ဟင်းနုနွယ်အညာမြင့်ခွာစီးဘူးနေရင်သွေးပါရင်ဒန္တဒုက္ခစီးဘူးချင်းအောင်ရင်ကြောက်ဖြုံကညွတ်နော်စီးဘူးညောင်းကြရင်ကညွတ်စီးနေစီးချလို့ရင်ကံကလာစီးကြရင်မျိုးကောင်းစီးတစ်စက်ကြရင်ကျက်သွန်နီစီးအောင်ရင်ကြောက်တီးရင်ကြောက်ချက်မောက်သင်မောစီးမထွက်ရင်ကစွန်းတဲ့ပတ်ထားကျင်းနဲ့လောက်ပါပြီဟုတ်ကဲ့နေပါဦးနောက်တစ်ခုကဓမ္မတိကျမ်းနဲ့ဆာလံကျမ်းစာအုပ်
ကျမ်းစာစာမျက်နှာ115တစ်ကိုပြောပြပါ 115ဘိုက်တကဘာဆိုတယ်လဲဆိုတော့ကျွန်တော်တို့၌ဖုံးမရှိသောအိုထာဝရဘုရားသခင်ကျွန်တော်တို့၌ဖုံးမရှိစေပဲကိုရောဤနာမ၌ကရုဏာတော်နှင့်သစ္စာတော်ကြောင့်ဖုံးရှိပါစေတည်းတဲ့ ဆိုလို့ ဒါဝတ်မင်းကြီးနဲ့ရှင်အာသပ်စရှိတဲ့ prophet များစီရင်ရေးသားတဲ့ဆာလံကျမ်းပါခင်ဗျာမမရနော် ဟုတ်ပါပြီဟုတ်ကဲ့အာကဘုန်းကြီးကျောင်းသားပါပဲလားကောင်းပါပြီလေကားမရဲ့ ကားမတ်စ် ဟုတ်ပါတယ် ဟုတ်ကဲ့ capital ခေါ်အရင်ကျန်အတွဲ1 section 10ကိုရွတ်ပြပါ ပြည့်စရာကောင်းတဲ့မိကုန်းပါပဲဗျာမှတ်ထားပါကားမတ်စ်ရဲ့အရင်ကျန်အတွက်1 modern industry and agriculture ခေါင်းစဉ်နဲ့ဘာပြောထားသလဲဆိုတော့ ဟုတ်ပါပြီဆက်ပြောပါ The revolution called forth by modern industry in the agriculture and in the social relations of agricultural producer will be investigated later on. In the place we shall merely indicated a few results by way of anticipation. If the use of machinery in agriculture is for the most part free from the ကဲတော့ပါပြီကျေးဇူးပါပဲဇာတကစန္ဒီကဘေရင်ကျမ်းကအပိုက်25မှာဘာဆိုထားပါသလဲ Sadaka Sandika building အပိုက်25 ဟုတ်ပါတယ် ဟုတ်ကဲ့တည်စီတတ်သောယာတိများ၏အင်ရှင်ဂျိုများ၏ဓာတ်သားများစားကိုက်မှာတည်ခြင်းကိုဖြစ်စေဖို့အချိန်မီမရောက်ခဲ့ရင်ယောဂရဏဂျိုမဟုတ်ပဲတည်စီတတ်တဲ့မရဏယာတိအင်ရှင်တို့နဲ့ဘူးရှင်တဲ့တိတ်နမိတ်ကောင်းကျိုးပေးရာအားအနည်းဆုံးဖြစ်တဲ့ဂျိုဆိုးရဲ့ဓာတ်သားမှာတည်ခြင်းကိုဖြစ်စေတတ်၏တဲ့အင်္ဂလိပ်လိုတော့ different terms of life ပေါ့ဗျာ stanza 25 မှာ in the period of the planets occupying or owing that house do not come in the to cause death then 82ခုနှစ်ဇူလိုင်လ3ရက်နေ့ကဘုရားသတင်းစာနာရေးကြော်ညာဘယ်နှခုပါပါ ဟော3ခုပါခင်ဗျာ3ခုပါဒေါ်နန်းကိုအသက်80မေမျိုးမောင်စောမင်းတို့အသက်2နှစ်အင်းစိန်ဦးလာနဲ့အသက်89နှစ်ထနီးတယ်ခင်ဗျာ3ခုတည်းပါ ဆိုပါဘူးလေနောက်တစ်ခုကလည်းမြမဆွဲစုံကျမ်းအတွဲ1စာမျက်နှာ103စာကြောင်းရေ22အောက်ကဗာများပါလေ1953ခုမှာမွေးဖွားပြီး1829ခုမှာဆုံးသွားတဲ့ဘိုင်းငင်းဆက်တီထွင်သူ Samuel Crompton ရဲ့အကြောင်းပါခင်ဗျာသူ့ဆက်ကို Spinning View မိပေးထားပါတယ်ဘယ်ဆိုလို့လဲမေးပါဗျာမေးပါဗျာဒီမှာဘုန်းကြီးကျောင်းအတွက်ကိုဟုတ်ရလားဒါနဲ့စောစောကခင်ဗျာနာမည်ဘယ်လိုတင်မိတတ်တာကိုဗျာမောင်ဘချမ်းလီမှတ်မိလွယ်အောင်ခုလိုပဲမှတ်ထားပေါ့စမ်းကျင်တယ်လို့စမ်းမောင်ဘချမ်းတဲ့စမ်းရင်လို့စမ်းမောင်ဘချမ်းစမ်းရင်လို့စမ်းမောင်ဘချမ်းစမ်းရင်လို့စမ်းမောင်ဘချမ်းအိုးစမ်းရင်လို့စမ်းမောင်ဘချမ်းစမ်းကျင်တယ်လို့စမ်းမောင်ဘချမ်းမောင်ဘချမ်းမေကွန်း100စလုံးဖြေနိုင်လို့ပထမနေ့မှာလင်ဆာကားတစ်စင်းရတာဝန်းနေတယ်ဗျာတက်စီဘူးမရှိလို့ထားခဲ့ပါစေအောင်သိန်း30ရမှာပဲအသစ်ဆက်ဆက်ဇနီးလေးနဲ့အသစ်ဆက်ဆက်ကားကိုစီးတော့မသိဘူးသွားပြီဗျာမနှက်ဖန်နောက်မေကွန်း100လာဖြေရသေးတာပနော်အော်စရာကောင်းတယ်လူပဲပလတ်စတစ်ကောက်တော့ဘုန်းကြီးကြောင်းသားစမ်းကျင်တယ်လို့စမ်းမောင်ပါချမ်းဆိုပါလားဖះဖះငါအိမ်မက်များမဲ့နေတာလားအလိုမင်းကစောပြည့်တန်တာပါဟာသိပြီသိပြီ1323ခုအစုံလာစမ်း2ရက်အင်္ဂါနေ့နံနဲ့10နာရီမှာမိုးတယ်စာဖိုးပါရဲ့တူးသီတော်သမီးစောပြည့်တန်တာကိုမန္တလေးပြည်အောင်စုမဲ့ဘွဲ့ကို1989ခုနှစ်ကရပြီး73နှစ်သမီးလောက်ကဖခင်စာဖိုးပါနဲ့ Southern on Sea ကိုလိုက်သွားခဲ့တယ်သိလိုက်လားကိုပါချိုင်သိတယ်လေသိတယ်ဒီနေ့တော့ကိုအစားစောပြည့်ကတာဝန်ယူပေးရမယ်နေပါဟုတ်လားကဲတူတူပဲဖြစ်ပါရှင်ကောင်းပါပြီမင်းမဲဟုတ်ကဲ့စတုထရန်ကျောင်းသုံးကနန်းတင်ချစာအုပ်စာမျက်နှာ94ရာပု္ပ္ပစာနှစ်ကိုပြောပါရည်ရပဲဗျာရည်ရပဲဘာရည်ရလဲအဖအကြီးကိုအလေးကျင်သည်12တုံ2ပေါင်ဖြစ်ဟုတ်တယ်သားကြီးအလေးကျင်သည်40တုံ17ပေါင်ဖြစ်တော့အဖသည်သားတဲ့ကိုလေးကျင်မြမြဖိုးသမီးတဲ့ဟုတ်လိုက်လေရှင်ဟုတ်လိုက်
ဟုတ်ရမှာပေါ့ ကဲသူကတည်းမော်ကာထားကိုရွတ်ပြပါ ဩနရာဩစဗမနောရခဒေဝါစကုရုနောဧတံစိတ်တံပိယံမမနတ္ထိပိယံသိမ့်နေပိယံတဲ့ဟုတ်ကလား ကြွတ်ထားတဲ့အတိုင်းပါ ကြက်ထားတဲ့အတိုင်းပဲပေါ့ ဟုတ်ပြီ ဟုတ်ကဲ့ ဒါဖြင့်အမေရိကန်ပြည်မှာပထမဆုံးဖက်နှက်လုပ်တဲ့ သော လူ မ ပါ တ်ဘတ်ပါအမေရိကန်သားမဟုတ်ပါဘူးအင်္ဂလန်နိုင်ငံကလာခဲ့သူပါခင်ဗျာ ဟုတ်ပြီကဲဒီတစ်ခါဓာတ်စစ်ပေါ်ချင်းပထမဆုံးတက်ပြသချင်းနာမယ် ဩ Mary had a little lamb လေ1896ခုနှစ်မှာ Thomas Edison ကစထွင်ခဲ့တာပါ ဟုတ်သွားပြီဒါဖြင့်1969ခု ဇန်နဝါရီလ28ရက်နေ့ ဆီးရီးယားနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းတယ်လေ ကောင်းပြီပထမဆုံးနှလုံးသားအစားထိုးကုတဲ့နေ့ အမေရိကန်ပြည်ထောင်စု Houston ဆေးသိပ္ပံဌာနမှာလူနှလုံးသားကိုပလတ်စတစ်နှလုံးသားအတုကရိယာအစားထိုးကုခဲ့တဲ့နေ့ဟာ1969ခုဧပြီလ4ရက်နေ့ပါခင် မှ ဗျာ န်တယ်အဲ့ဒီနေ့အောက်တိုဘာလ31ရက်နေ့မှာဂျပန်ကဘာကြေညာပါတယ်လဲ ဂျပန်နိုင်ငံကအမှုမြူပုံလွတ်နိုင်တဲ့ plutonium ဓာတ်စင်289ကီလိုဂရမ်ပိုင်ဆိုင်ထားပြီလို့ကြေညာထားပါတယ် ဒါဆိုမှန်ပါတယ်ကဲခုကျမဝင်နေတဲ့ဘရာစီယာနံပါတ်ကိုပြောပါ ဗျာဟောနံပါတ်34ပါခင်ဗျာနံပါတ်34ပါဒါပေမဲ့မစောပြည်သနာရဲ့မေဘွေးရတုန်းကအတိုင်းထွာရင်အတိုင်းထွာက35ပါခင်ဗျာဝယ်လေးဝယ်ထားရှိတဲ့ဆိုင်ကဗိုလ်ချုပ်ဈေးတွေကနော်ဒန်ဆာဆိုတဲ့ဆိုင်နဲ့ beauty ဆိုတဲ့ဆိုင်နဲ့ဆိုင်ပါပဲခင်ဗျာဟုတ်တယ်မလားဟုတ်ပါတယ်မလား ရှင်ကိုကျမကြောက်တောင်ကြောက်လာပြီ ဩ ဟုတ်ဒီလောက်သိနေရအောင်ရှင်ဟာ စမ်းညင်တယ်လို့စံမောပါချမ်းပဲလေကဲဆက်တာမေးစမ်းပါဒီနေ့မိကုန်းတရားစလုံးမှန်ရင်ခင်ဗျားတို့ခြံကြီးတဲ့က White House လို့နာမည်ပေးထားတဲ့အိမ်ဖြူတော်မှာစပြီးအပိုင်နေခွင့်ရမယ်မဟုတ်လား ဟုတ်ပါပြီလေ ဟုတ်ကဲ့ ကဲကာကြီးခါခွေးနဲ့ ABC အခရာစင်ကိုနှလုံးကြော်ပြီးအမြန်ရွတ်ပြပါမထင်နဲ့နော် မဖြစ်ပါဘူးကာကြီးစားလိညဓာရင်ကောင်တောင်းမှုတောက်ချိတ်ဖောက်ထုံမလာဟဗျာအင်္ဂလိပ်ကတော့ ADGJMPSVT ဟုတ်လား အပါတဲတော့ပါလား ခလေးကစားတာခလေးကစား ဟုတ်ပြီကဲနောက်တစ်ခုခိုင်ထူးဆိုတဲ့ဝေးကွာချင်းကတို့အတွင်းမှာတချင်းရဲ့ဟုတ်ပြီ intro course တရားပါလေ အော်ကီက E လေ intro က E G flat minor နော် 6 B A flat minor A B ပေါ့ဗျာလောလောလေးပဲ ဒါဆိုမှန်ပါတယ်ဒါဖြင့်စာရေးဆရာမင်းသိန်ခိုင်ရဲ့နှခမ်းမွေးဘယ်နှပင်ရှိလဲ ဘယ်ဘက်က103ချောင်းတီး ဟုတ်တယ် ညာဘက်က96ချောင်းတီး ဟုတ်တယ် မနေ့ကအတီးရှိတဲ့ပင်ကိုပြောတာနော် ဟုတ်ပါတယ် ဇာကနာနဲ့နှုတ်တာဘယ်ညာမညှိတယ်လို့အပင်အရေးအတွက် balance အောင်နေတာဖြစ်မှာပေါ့ တကယ်လူပါလားစံရလို့စံမောင်ပကြံစံရလို့စံမောင်ပကြံစံရလို့စံမောင်ပကြံအိုးစံရလို့စံမောင်ပကြံစံကျင်တလို့စံမောင်ပကြံမောင်ပကြံ ဟန်နရီဖိုးပါနဲ့စောပီတန်နာတို့ရဲ့ခြံကြီးတွေကအိမ်ပြည်တော်ကြီးကိုအပိုင်စားရပြီးဇင်ခန်းနေရတာတက်ပြင်းစရာကောင်းတာပဲဟာငါလမ်းမော်ရှောင်းနေတာကမှတော်သေးဒီနေ့တတိယနေ့ဒီနေ့ဖြေရမယ့်မိကွန်းတရားကိုဘယ်သူမှလည်းလာမမေးကြပါလားသူတို့မောင်နှမအရေးအယောင်လည်းပဲဟမ် ကိုဘချမ်းကျမ်းပါပါစားဗျာ ကြည့်စ စမ်းကျင်တယ်လို့စမ်းကိုဘချမ်းကိုကြပါလို့တော့နာမည်ပေးကြတယ်ဗျာ ကြောက်ဗန်း ဟုတ်ရလားကိုကြာပူရေ ဟုတ်ပေါ့ကိုနီဘောရေစမ်းညင်လို့အစမ်းခံမဲ့ပုံကိုကြီးကိုစမ်းမဲ့ပွဲကတော့ကျန်းလိမ့်မယ်ကိုကြပါကိုပါချမ်းကြီး အဲ့လိုခမည်းတော်လက်ထဲမှာလဲခက်ကရီခေါ်ရခါတကောက်တွေဇာဝီတုတ်တွေနဲ့ပါလားဗျအမေကောင်းဆွေကောင်းတော့ဟုတ်မယ်မထင်ဘူးနာမည်တွေကနီပေါ်နဲ့ကြာပူတယ်လား ဟုတ်ပါ ကိုင်းဘယ်လိုများစမ်းညင်ရသလို အဲလီဇဘက်ဘုရင်မရဲ့တရက်ဖူးမှာ ဟုတ်ကဲ့ စိန်မနှလုံးရှိတယ်ဆိုတာရဲ့ အော် မတ်စောပြေတန်တာရဲ့ယရနာတက်တာဘယ်မှာထားတယ်ဆိုတာရဲ့အဘေးရင်မေးရင်မသေးကြမှာစိုးလို့လာမေးရတာပါခမညာ အဒါလားအဲလီဇဘက်ဘုရင်မရဲ့တရက်ဖူးမှာဗရမ ्या ကအလုံး300စိန်က350မစောပြေတန်တာရဲ့ယရနာတစ်တာကတော့ဟောရပါဟဲ့ဟောရပါ
ကြီးလားဒါမျိုးကြုတ်ကမဖြစ်ကဲကျင်းနေပါတော့ကိုပါချမ်းစမ်းညင်တယ်လို့စမ်းဆိုတဲ့အတိုင်းကိုကံပညာအတက်မှလည်းကျွမ်းကျင်ပါပြီလေရှင်မဆော့ပြီတန်တန်နဲ့ကိုဟန်နရီဖိုးပါတော့ပါဟုတ်ပါလေရှင်လက်တွေ့မေကွန်ထုတ်လိုက်ကြတဲ့ပွဲကိုဗျဒီတော့နဲ့ကြပုဗျာထားရလားအလကားကိုနီပေါနဲ့ကိုကြဘူးကအလကားကောင်နေမှုပါဘူးဗျာနီပေါဆိုတာအာရှတိုက်အလဲပိုင်းဟိမွန်တာတောင်တန်းရဲ့တောင်ပိုင်းတောင်ကြီးမှာရှိတယ်ဟိန္ဒူဘာသာဝင်တွေအများဆုံးနေတဲ့နိုင်ငံတစ်ခုပါအကျယ်ဝန်းစတူရန်မိုင်94,362မိုင်ရှိပြီးတော့1980ခုနှစ်စရင်ရလူကြီး14သန်းရှိပါတယ်မြို့တော်ကခိတ္တမန်နူမြို့ဟိုလူကြဘူးဟာလေလူမိုက်အညံစားဖြစ်နေလို့အသုံးမချတာပါတကယ်ကဥကြဘူးဆိုတာပင်လုံစာချုပ်အဖွဲ့ဝင်နိုင်ငံဂုံကြီးပထမဆင်းရအိန္ဒိယပြည်ပုံပင်နဲ့ပူနာစိုက်ပျိုးရေးတက္ကသိုလ်ကဒီပလိုမာပို့ရခဲ့တဲ့နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးပါ1898ခုနှစ်မှာမွေးပြီးတော့ဟုတ်ကိုပါချမ်းကတော့ Nobel ဆုပေးဖို့တောင်ကောင်းနေပြီကိုကြီး Nobel ဆုဟုတ်လားno Nobel ဆုရတဲ့သူတွေက Brudina Sarab, Josnell, Milos, Paulvet, Walter Gilbert, Frederick Sanger, James Crow, Paul Vishne, Adolf Piet Esquivel တို့ပါဟုတ်တယ်မလားကြည်စမ်းသိလိုက်လားကိုပါချမ်းသိရမယ်ဟိုတန်းနေနေစမ်းမအောင်ဟုတ်ကဲ့စောစောကထိုးနေတဲ့တိုက်စီအကြောင်းပြောပါဦးသိချင်ဒါလားဟုတ်ပါလေအခုကလေးဓာတ်ကင်ထားတဲ့ကိုနီပေါရဲ့ညှပ်ရုပ်ကိုဒုလက်သီးလက်ဝဆောင်ဂျိုင်းကိုအနုလက်သီးတစ်ထောင်ကိုကြပုကိုတော့အရှိတ်ကိုလက်ခုံလက်သီးစုလက်သီးကျုံသုံးလုံးတွဲအောက်ခြေဘဝထိတ်ခြေဘဝဆောင်နဲ့ဒူးပါပြစ်သွင်းလိုက်တယ်လေထိုက်ခွန်ဒိုနဲ့အိုက်ခီဒိုနီးဒီပေါ့ဗျာဒီပညာကိုစတင်သုံးစွဲသူကတော့ဂျပန်ပြည်ကမော်ရီဟေနူရီရှိပါကြည်စမ်း very wonderful ကိုပါချမ်းပါပဲ no WONAND ရ wonder WAND ရ wonder ဆိုတာလှည့်လည်ခြင်းပါနော် O နဲ့ပေါင်းတာက wonder to want to know to be great surprise of amaze and all the တိလို့ဒီဆိုတဲ့အဓိပ္ပာယ်တွေရပါတယ်မှားကုန်ပါဦးမဲ O နဲ့ A နဲ့မှားပါဦးမဲကဲကိုပါချမ်းဟုတ်ကဲ့တတိယနေ့လေခမရပဲအောင်ပွဲခံပါတယ်ဗျာဟုတ်လားဒီအတွက်ဆုကတော့ဟုတ်ကဲ့ဒီညကျွန်တော်ညီမဟောဒီစောပြည့်တန်နာရဲ့အိတ်ခမ်းမှာဗျာတညတာအထူးဧည့်သည်အဖြစ်အနားယူအိတ်ဆက်ခွင့်ပေးခြင်းခံရတာပါခင်ဗျာတိတ်အော်သွားသလားကိုပါချမ်းတိတ်အော်သွားသလားကျုံညီမကအပြိုစင်နုထွတ်ကလေးပါဗျာသဘောကောင်းလို့နဲ့အညာလွယ်လွန်းနေတော့မထင်နဲ့နော်ဒီည10 နာရီတိကျုံညီမအခန်းထဲကိုခမည်းရောက်ဖို့ဆိုတာမလွယ်ဘူးထင်တယ်နော်ပြောပြလိုက်စမ်းမညီမရဲ့ဒီလိုပါကိုပါချမ်းအမေရှိပါခင်ဗျာဟုတ်ကဲ့ကျမတို့တိုက်ကသုံးထပ်တိုက်အမြင့်ဆိုတာကိုပါချမ်းအမြင့်ပဲလေဟုတ်ပြီကြည့်ပါကျမကအပေါ်ဆုံးအထက်အခန်းတစ်ခန်းမှာနေတယ်ဟုတ်ကဲ့အပေါ်မှာအားလုံးပေါင်းအခန်း9ခန်းရှိပါဟုတ်ကဲ့ကျမအခန်းလွဲလို့ကြံအခန်းရဲ့အဝင်တကားဝါဒီမှာလျှက်စစ်တက်တီအားလုံးလွတ်ထားတယ်ဟုတ်လားမဖွင့်မိရင်တော့ကိုပါချမ်းကုသိုလ်ပဲပေါ့လေဟုတ်တာပေါ့အောက်ထက်နဲ့ထက်စလုံးမှာတော့ဒီအထက်ထက်ခတ်ထားတဲ့ဆွဲတကားနဲ့ပိတ်ထားပါတယ်ဟုတ်ကဲ့လေကန်းတိတေမှာကချွေနှင်းခလုတ်တွေရှိပါတယ်ဒါကိုကျမတို့မောင်နှမပဲသိတယ်လေဟုတ်ပြီကျော်နင်းမိရင်တော့ကိစ္စမရှိပါဘူးချွေနှင်းခလုတ်ရှိတဲ့လေကားအထစ်ကိုနင်းမိတာနဲ့နိုင်ရန်ရှုပ်ဝဲအပေါက်မှာတက်ထားတဲ့တနက်တီကကြီးစံနေတပြုံကြီးထွက်လာပြီးတော့ကိုတန်စကားပေါက်ဖြစ်အောင်လှုပ်ကြမှာပဲကြီးစံနားလဲတယ်နော်ဟုတ်ကဲ့ကဲဒီည10 နာရီမှာကျမစောပြည့်တန်နာရဲ့အထူးဧည့်သည်တော်ကြီးကိုသင်စာလီဆက်ရကန်ကစောင့်နေပါမယ်လေရှင်ဘယ်နဲ့လဲကိုပါချမ်းကြောက်သွားသလားဗျာကြောက်သွားပါလားဟုတ်တယ်ဗျာကြောက်သွားတယ်ဗျာအမှန်ပဲဘာဖြစ်လို့လဲဆိုတော့ဘာလို့နဲ့ကျုပ်ဒီညလူပြိုဝကအိုရတော့မှာကြောက်သွားလို့ပြောကြောက်သွားလို့မလေးအပြိုးကတော့ပိုင်ပါပြီကိုပါချမ်းစမ်းကြည့်ကြသေးတာပေါ့နော်စမ်းပါမေ့သွားပြီနဲ့တူတယ်ကျွန်တော်နာမည်ကစမ်းညင်တယ်လို့စမ်းမောင်ပါချမ်းလေမှတ်ထားမှာဘောမစောပြည့်စမ်းညင်တယ်လို့စမ်းမောင်ပါချမ်းမင်းချစ်တလုံးမယုံကြည်စံမောရသွားမယ်ဘဝတစ်ပါးပြောင်းသွားမယ်
ညီမလေးသူကတော့လူတော်ပါပဲ ဟုတ်တယ်ကိုကို ဒါနဲ့အဲ့ဒီလူတော်တွေပဲတစ်ခါလူလျှော်ဖြစ်တတ်ကြတာကလားညီမလေး ဟုတ်တယ်စနေအောင်ထိုးတော့မယ် အေး ဒီလက်တွေ့စာမေးဝဲရတော့သူခမရှုံးမှာပါကိုကိုရေမနေ့ကျရင်အတူပါပဲချရမလားခုတော့တေချာနေပြီလေကဲညီမလေးအေးရဝင်တော့မယ်ကိုကို ကောင်းပြီ good night ညီမလေး good night အော်သူခမတနာပါလေပလတ်စတစ်ကောက်သမားဖုံးကြီးကြောင်းလားဆိုတာတမင်ရွက်ပြောတာဖြစ်မှာပါသူမသိတာသူမတတ်တာဘာမှမရှိသလားမှန်ညာလဲကောင်းမှကောင်းဘဟုတုတာလဲပြည့်စုံတဲ့လူပဲဒီညတော့ဖြင့်သူခမဆူတိုးလာရင်ဒုက္ခရောက်တော့မှာပဲဖေဖေသူမလာပါစေနဲ့သူတခုခုဖြစ်သွားမှာဖြင့်ဟိုငါနဲ့ပါဆိုင်ပြီလို့လေငွေ330နဲ့ငါ့ကိုမဲ့လို့သူကြိုးစားနေတဲ့ပွဲပဲဟာတနာစရာဘာမှမလုပ်ဘူးအချစ်စစ်အချစ်မှဘလို့လောက်ဟောက်နိုင်ပါလဲဟဲရှုပ်အိတ်တာပဲကောင်းအိတ်တော့မစီရဝတ်တေလုံးတော့ထွန်းထောင်းတော့အော်အမေကျွန်တော်เนี่ยဘယ်သူလဲစမ်းညင်တို့စမ်းမောင်ပါချမ်းပါခင်ဗျာအိုးကျွန်တော်မောင်ပါချမ်းပါရှစ်ဘလို့လုပ်ပြီးကျမခန်းနေဟုတ်ကြည့်အေးရှိကဝင်တော့တွေဖွင့်ရမယ်ဒုက္ခလေကားခလို့နင်းပြီလို့ကြည်စမ်းမှမယ်ဒုက္ခအခမ်းမဖွင့်ပြီလို့ဓာတ်လိုက်သေးမယ်ဒုက္ခကကင်းဝေးအောင်ခင်ဗျာခန္ဓာကပ်နေတဲ့ဘရောက်ပင်ကြီးကိုမြောက်လို့တဲ့လေဒီကျိုးမှာတန်ချိတ်တက်ပြီးရေချိုးကန်းပရိမောက်ဘောင်ကိုလှမ်းချိတ်ဘာကျွန်းဆက်ကသမားလို့ကြိုးရန်ခုပြီးရေချိုးကန်းနဲ့ကိုဝင်ပုန်းနေကြတာလေဗျာခမရကိုထွက်သွားလို့တကားသွားပိတ်နေတော့ကရင်မော်တက်အိမ်နေကြကြောင်းပါခမရကျမအခမ်းမရှင်ဘယ်လိုလုပ်ဟိုကလေးကလာမေကုန်မယ်ဗျာခမရဘော်ရတက်သွားကြတဲ့ကကြည့်နေတာအခန်းအလုံးကိုမိဖွင့်ထားပေမဲ့ခမရအခန်းကအရင်ဆုံးမိစားလင်းနေအပြီးတော့ကျွန်တော်အိမ်ကလှမ်းကြည့်ရင်ရေချိုးကန်းနဲ့တွဲနေတဲ့ခမရအခန်းကရေချိုးကန်းမိကအရင်လင်းနေဒီတော့ကဒီကခမရကဘောဒီညရှင်ကျမနေဟိုဝါစင်နိုင်ထိုးပြီဗျာအိတ်ချင်လာပြီကဲအိတ်ရစို့လာအိုးဒုက္ခပါပဲအိတ်ချင်ပြီဗျာကိုတန်နဲ့ကိုစူပြီဝါမီဆိုရီညီဘယ်လိုလုပ်မလဲညီဟာအပြူစင်နုနုထွတ်ထွတ်သူကလည်းတမ်းမာထွန်းကျိုင်းတဲ့လူမျိုးယောက်ျားဖေဟာကဲဗျာကျိုးအိတ်ရှင်ပြီဗျာအိတ်တော်မယ်ဗျာဖတ်ထားမယ်နော်ဟုတ်တော့Oh
နေ့9 နာရီတောင်ထိုးနေပြီအိုးအေးရပါမသူလည်းမရှိတော့ပါလားဖေးငါကိုမလေးညာဝစ်ခဲ့တဲ့အဝတ်အစားအတိုင်းဘာပုံမှမဖြစ်ဘူးကြည်စားဒါဆိုသူမန်တင်ကုန်မစာလေးတစ်စောင်မလား မစောပြီတန်တာမေကွန်းတစ်ထောင်ထဲမှာအခက်ခဲဆုံးလက်တွေ့မေကွန်းတစ်ခုဖြစ်ညကအဖြစ်ပြက်ကိုထည့်သွင်းမှတ်တမ်းပြုပေးစီခြင်းပါတယ်ကြောက်နဲ့အိပ်ပျော်သွားတဲ့မစောပြီရဲ့နဖူးဆန်စားကိုတော့အနမ်းမကြည့်ရဖဲမစောပြီအိပ်ပျော်ခြင်းကျွန်တော်ရေချိုးကန်းတကားဘောက်ကပြန်ဆင်းသွားခဲ့ပါတယ်ဟုတ်ပါတယ်အပေါင်းတကအမှန်ကိုယုံထွက်အောင်မြင်ခဲ့လို့ယဟန္တာလို့တော့မထင်ပါနဲ့ကျွန်တော်ရဲ့စိတ်ကန်းနဲ့စောင့်စည်းမှုပါပြီးတော့စမ်းကျင်တယ်လို့စမ်းမုံပတ်ချမ်းအတွက်ဒီလိုပွဲမျိုးမှာရှုံးနေခဲ့ရင်အရာအလုံးရှုံးနေခြင်းပဲကျွန်တော်နားလေကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ဦးဟန်နရီကိုလည်းပြောပြလန်ဆာကာကိုအိမ်မြူတော်လို့ခေါ်တဲ့ကျွန်တော်ကိုပေးထားတဲ့တိုက်ကူပါထားရစ်ခဲ့ပါတယ်သိန်း30ကိုမမက်လို့ထွက်သွားပြီမယ်စက္ကန့်အနည်းငယ်ထွေးပွေခဲ့ရတဲ့မစောပြီကိုစွန့်လို့ခွဲခွာခဲ့ရလို့ရှေ့ကွယ်မိရတော့အမှန်ပါကန်ကြုံရင်ပြန်ဆုံကြသေးတာပေါ်မှာစောပြီစမ်းကြံတယ်လို့စမ်းမုံပတ်ချမ်းသူအားလုံးကိုထားခဲ့ပြီးထွက်ပြေးသွားပြီပေါ့အိုးကိုပါချမ်းရင်ရှင်အခွင့်အရေးသမားမဟုတ်တယ်တကယ်ယောက်ျားတစ်ယောက်ပါပဲလားစောပြေရှင်ကိုလေးစားပါတယ်ပြီးတော့ရှင်ကိုလေးစောပြေအခွင့်အရေးမဟုတ်ပါလေတော့ကျွန်တော်မောင်ပါချင်စီစိရနေရအလုံးရမဲမောင်ကိုကြော်လွှားခဲ့လို့လေထွေးနွေးလို့အချစ်ရင်ဝင်နွေးနွေးလေးဒီတစ်သက်မမေ့နိုင်ရုံပါကျွန်တော်မျိုးမောင်ပါချင်မမေ့နိုင်ရုံဒါဆိုကိုပါချမ်းထွက်သွားပြီပေါ့ ဟုတ်တယ် ဖြစ်ရလေကွယ်ဖြစ်ရလေပညာဟောအကျင့်သိက္ခာပါပြည့်စုံတဲ့ကိုပါချမ်းလိုလူကိုတို့တွေ့ပြီးမှလက်လွတ်လိုက်ရတာနှမျောစရာသိကောင်းလာတယ်မောင် လက်ရှာအောင်ကလည်းဗမာနေပြီးဘယ်လိုအလုပ်မျိုးလုပ်နေတဲ့သူဆိုတာလေသိရနောက်ပြီးတော့သူ့ဘဝကရှုပ်ဝဲလုံးအားကြီးတယ်လို့ဆိုတော့ လေဘာပဲဖြစ်ဖြစ်သူ့ကိုတို့တွေ့အောင်ပြန်ရှာလိမ့်မယ်ညီမ ဟုတ်တယ်ကိုဟုတ်တယ် အညာစမ်းပွဲလောက်ရရွယ်ချက်ကိုကဖေထားခဲ့တဲ့ဖုံးမဖြတ်နိုင်တဲ့ကြောက်စိမ့်နဲ့အဖိုးလုံမတန်တန်လှတဲ့ရတနာကြီး3လုံးထည့်ထားတဲ့တစ်တာကိုရှာဖို့ကိစ္စမို့လားသူ့လိုလူကလွဲလို့လောကမှာဘသူမှပေါ်နိုင်မှာမဟုတ်ဘူး ဒီလို ဟုတ်တယ်ညီမ လေးကဒီအထိမရင်းမိခဲ့ဘူးကိုနေစမ်းမအောင်ကိုပါချမ်းရောဘလို့လုပ်ပြီးအဲ့ဒီရတနာတစ်တာဖွက်ထားတဲ့နေရာကိုသိနိုင်ပါတယ်ကိုမေကွန်း1000ထဲကဟုတ်ကဲ့နောက်ဆုံး990မြောက်မေကွန်း10ခုမှာစကဝက်ထားခဲ့တယ်လို့ဖေမှားသွားတယ်ညီမလေးမှန်လေဘာဖြစ်လို့များဖေကအခုလိုရှုပ်ကုန်အောင်လုပ်ပါလေကိုပြီးတော့ဒီစကဝက်တာမဖော်နိုင်ရင်ဒီရတနာတွေအလက်ကားတက်ဆုံးရှုံးကုန်မှာဖေကအိုးမဟုတ်ဘူးညီမလေးမဟုတ်ဘူးဖေကိုအပြစ်မတင်နဲ့တို့များဖေဟာပညာရှိပြီးအမျှော်မြင်ကြီးမားခဲ့တယ်ကွအထူးသဖြင့်လေညီမလေးနဲ့လက်ထပ်မဲ့သူဟာအဲ့လိုလူမျိုးညီမလေးနဲ့လက်ထပ်ဖြစ်စေခြင်းတဲ့သဘောပေါ့ပြီးတော့330ဆိုတာကညီမလေးရဲ့ပြီးတဲ့အိမ်တော်ရေးဘဝအတွက်မင်္ဂလာလက်ဆောင်အမွေပေးခဲ့တဲ့သဘောဒါပဲမို့လားညီမလေးဟမ်ဒါပါပဲညီမလေးနားလဲပါပြီကိုညီမလေးနားလဲပါဖေသမီးအတွေ့အခေါ်တွေဟာ
ဥမမဲစာမမြောက်ဖြုတ်အောင်နောက်တာပဲရှိပါသေးတယ်သမီးကိုခွင့်လွတ်ပါဖေဖေငါကိုလူလဲလုတ်တဲ့ပွဲပဲလို့ငါတော့ထင်တယ်ဟန်ရီ ရောက်လေဘယ်လိုပြောလိုက်တာလဲဟမ် ဘယ်လိုပြောလိုက်တာလဲ အေးဒီလောက်အဖို့တန်တဲ့ယရနာတွေကိုမင်းအဖေလိုဇာပွဲရတဲ့ပုံကိုကြီးကလက်ကိုဝတ်တန်ကစားသလိုကလေးကလာလှုပ်သွားတယ်ဆိုတာရှင်းကိုမပြစ်နိုင်ဘူး ဒါ ဘာဦးလေးခန့်ကျွန်တော်တို့မောင်နှမနှစ်ယောက်ကိုတိုက်ရိုက်အပြစ်တင်ဆွဆွဲနေတဲ့သဘောလား ဟေးဟုတ်တယ်ဆွဲလာဆိုရင်ပုံမှန်လိမ့်မယ်ဟေးဒီယရနာတွေကိုမင်းတို့မပေးချင်လို့တတ်တဲ့ငါကိုကတတိုင်းပြည်လုံးကိုပါမျက်လက်ပြနေတဲ့ပွဲပဲလို့ငါကိုဆွဲလာ ဦးလေးခန့်ငါမပြောတာဦးလေးခန့်ခက်တယ် ငါကမင်းအဖေရဲ့ညီငယ်ဆုံးမင်းတို့ရဲ့ဦးလေးအရင်ခောက်ခောက်ထိုက်တဲ့တော့တော့ငါလေ ဦးလေးခိုင်ဝင်းနေစီယာရှစ်စီယာစကားတွေကြားတာကျမစိတ်ထိခိုက်ပါနဲ့ ခက်တာပဲ ကျမတို့ကဒီရတနာတွေကိုမတက်မောင်နှမမဟုတ်ပါဘူးဦးလေးခန့်ရောကျမတို့ကဒီရတနာတွေကိုမတွေ့လဲပြည့်စုံပြီးသားလူတွေပဲခုဟာဘယ်နဲ့ မင်းကြောင့်မရေခင်းမပြစမ်းတဲ့ဇောပြီရဲ့နင်လူမဖြစ်သေးပါ မဟုတ်ပါဘူးလေးလေးပြောနေတာမဟုတ် ဒီ ဘူး ရနာတွေကိုနင်တို့မမက်ပေမဲ့ အေးဟုတ်ပါတယ်ဦးလေးခန့်မမောလို့ရင်လေဟောဒီနောက်ဆုံးမေကွန်10ခုရဲ့ရှုပ်ဝဲအပြေကိုဦးလေးပဲစဉ်းစားပြီးအပြေရှားရင်ဘာလို့ ဟုတ်တယ်လေဦးလေးအဲ့ဒါဦးလေးဖြေလေဦးလေးဖြေပါလား တော်စမ်းဘာမေးကုန်လဲဘာပုတ်စားလဲဟမ်လူကြီးကျော်စံမုံကဖြေအောင်မလားငါကသချင်းပေကြီးဖြေအောင်မလားကွာ ဟွန်း ယူယူဘောဘောစားရင်ငါမပြတ်နဲ့ဒါပဲဒီရနာတွေထုတ်ခွဲတဲ့တနေ့ကြရင်အဖြေပေါ်ပါပဲအဲ့ဒီအခါကြရင်ငါဆုံးမဆုံးနဲ့ငါတော့မယ် အာဦးလေးခိုင် အဖို့မပြတ်နိုင်လေရတနာတူလုံးလောပါလာရေလူကြပြီအိုးသမီးမဆုံးမဲ့အမွေတွေးချောင်းစီးမဲ့အမွေစီဝမ်းကွယ်မဲ့အမွေရတနာအမွေလားရတနာအမွေလားရောစံအေးဘာကျန်ဟုတ်လား တင်မဖေဟာ ဒီနာမည်မျိုးဦးစင်းတို့ကျောင်းတိုက်မှာကပ္ပိယကိုကျောင်းသားကိုမရှိဘူးတကမာလေးရဲ့ တင်မဖေဟာအော်ကိုပါချင်းဘုန်းကြီးကျောင်းနဲ့စုံလာပြီနာမည်တူတော့မတွေ့ပါလားမောလိုက်တာညာမညာဟုတ်နာဟောတက်ခက်မှလားနော်မကြည့်ပါဘူးသုံး ဟုတ်ပါလေ ရန်ကုန်သမီးလုံးရဲ့ရန်ကုန်နယ် public ပိတ်ကမစုံသေးချင်းနော်ပလတ်စတစ်ကောက်လုပ်ငန်းဆိုင်ရာအတွေ့အကြုံနာယကညင်းကညုတ်ပဲညုတ်ပဲ ဟုတ်ကဲ့ ညုတ်ကြမင်းနေပြီးတတ်မှတ်ပြီးတော့ကောက်ကြလာဆိုတော့ပလတ်စတစ်ကောက်လုပ်သားအားလုံးကိုညုတ်သိနေတယ်အခုခင်ဗျားတို့ပြောနေမကျန်းလို့တဲ့နာမည်နဲ့တော့ကြုံမကြားမှုဘူးဗျ ဟုတ်ဗျာ ဘာကြောင့်ဆိုတဲ့ငနေတော့သိတယ်ဒီကောင်ကဈေးမဲပါဟိုတနောကပဲလမ်းမေးမှာဆင်းပြပြီးမန္တကြီးရသွားပြီလေ ဟွန်းရှားခက်ပါလားကိုပါချမ်းရေဗမာပြည်ထဲမှာမှရှိသေးရဲ့လားဗျာဟမ် ကဲပြန်ညပါစုကိုရဲ့ ဒီကွာ သူတကယ်ထွက်သွားတာဖြစ်မှာပါဟေးလေသူအမှမခင်တွေ့ပဲဟုတ် ဘာပြောလဲ မဟုတ်ပါဘူးဟိုစိတ်တုံလုံးတော့မရှာချင်တော့ဘူးလို့ညင်းမိတာပါ မဆိုးပါဘူး ကိုပါချမ်းသူ့စားထဲမှာတော့ကံကြုံရင်ပြန်ဆုံးရသေးတာပေါ့တဲ့
ခုတော့လေကံကုန်ပြန်မစုံရတာလေမိစောပြေမှတ်လိုက်ရတော့မလားရှင် ညီမလေးဟဲ့ညီမလေးခမ်းမီးမပိတ်သေးဘူးလားအိတ်တော်လေအိတ်တော် ဟုတ်ကဲ့ကိုကိုအဲ့လိုလည်းပြောမှမဟုတ်ပါဘူးလေဒီကလေးမမညတညသူနဲ့ငါနဲ့အော်ကိုပါချင်ဗျာခင်ဗျာဘယ်သူလဲစမ်းရင်တလို့စမ်းမောင်ပါချမ်းလေဟုတ်တော့ကြည့်စမ်းဘယ်လိုလုပ်ပြီးအခန်းထဲကိုအော်တိပြီဟိုတခါတော့ကလို့ရေချိုးကန်တကားမြောက်လို့ခုံးစက်ကတ်သမားလို့တွေ့ကူးလာတယ်ဆိုပါတော့ဟုတ်စားကိုပါချမ်းတော်ဆိုးတဲ့ကိုပါချမ်းဒီမှာဖြင့်တမျိုးလုံးရှာလိုက်ရတာမောလို့သူ့ကိုတွေးမဲ့တော့လဲအခန်းထဲကကထင်ပေါ်မှာကံမကုန်လို့ပြန်ဆောင်ကြတာပဲမစိုးပြီပြောကောင်းအလိုဘယ်လိုလုပ်လိုက်တာလဲမစိုးပြီလက်ထက်မှာလေပစ္စတိုလက်ပါလားဘာသဘောလဲဒါဟုတ်တယ်ကိုပါချမ်းလုံမယ်မကြမ်းနဲ့ခင်ဗျာပြေးမယ်မကြမ်းနဲ့နော်ဟုတ်ကောင်းအောင်အောက်ကပစ္စတိုအချိန်မီဆွဲထုတ်လိုက်မိတာရှင့်အတွက်ကန်စိုးခြင်းမင်းဟာဗျာမစိုးပြီကလေအလကားနှောက်နေပြန်ပြီခင်ဗျားတနာထဲကကြည်စံတွေကကျွန်တော်စီမှာပေါ့ဟာတော့မကြည်စံရှင်ကြည်စံတွေကိုထုတ်ယူထားတယ်ဝင်းနေပါတယ်မစိုးပြီဝင်းနေပါတယ်တရင်မော်တက်ပုံတွေကတနက်ကူတွေ့ခဲ့ပြီးသားပါစိတ်ချရအောင်ကြည်စံတွေထုတ်ထားလိုက်တယ်လေဟိုနာမည်ကစမ်းညင်တယ်လို့စမ်းမောင်ပါချမ်းမို့လားဗျကိုပါချမ်းဒါပေမဲ့ဒီတစ်ခါတော့မှားသွားပြီကိုပါချမ်းရေဗျာကိုအိုးမလှုပ်နဲ့လေမလှုပ်နဲ့ငိမ့်လေးနေလိုက်ကျုပ်လက်ထဲမှာရှိတဲ့တနက်ကကြည်စံအပြစ်ပါတယ်ဗျအော်ခမည်းထုတ်ထားလို့မရနိုင်တော့တဲ့အတွက်ဝင်းနေပါလေဗျာနော်ကိုဟန်ရီလားဟုတ်ပါတယ်ကြောက်ပါခင်ဗျာကြောက်ပါဒီကလေးမမပဲသိရှင်နေဗျာကဲပြစ်တော့ဆိုးပါဦးဒါလည်းမဆိုးပါဘူးကြိုက်သွားပြီဗျာကြိုက်သွားပြီအဲ့ဒီတတ္တိမျိုးကိုမှကျုပ်ကကြိုက်တာပြစ်ပါမပြစ်ပါဘူးကိုပါချမ်းဗျာကျုပ်နှမကဂရင်တိုင်းမှာလျှို့ဝဲတက်ဆင်ထားတဲ့ခလုတ်ကိုနှိပ်လိုက်တယ်ကျုပ်အခန်းကရေးပေါ်ပဲမြည်လာတာနဲ့ကျုပ်တက်လာတာပါဟုတ်လားခင်ဗျားရှိမင်းတောင်မထင်ပါဘူးကျုပ်တို့မောင်နှမကိုကူညီပါနော်ဟုတ်ပါနဲ့ကိုပါချမ်းရှင်ကိုတနန်းနဲ့ချိန်ခဲ့ရတာလေဟိုတကားလို့ထပ်ပြေးမှစိုးလို့ပါကျမတို့မှာအလွန်နဲ့နေတဲ့ကဲပါလေမေကွန်း990ကနေပြီး1000အထိရှိတဲ့မေကွန်း10ခုကိုသာပေးကြပါခင်ဗျားတို့ရတနာတက်တာခွက်ထားတဲ့နေရာရဲ့စကားဝတ်ကျုပ်ဖြေပါမယ်ရှင်ဒါရီကိုဘယ်လိုလုပ်ပြီးကိုပါချမ်းသိခက်ပါပြီတော့မစိုးပြီရဲ့ကျုံနာမယ်ကစမ်းမြင်တယ်လို့စမ်းမောင်းပါချမ်းမယ်ဥက္ကဋ္ဌရဲ့ညီမလေးရဲ့ခင်ဗျားမစိုးဘူးညာမစိုးစမ်းမောင်ပါချမ်းစမ်းရလို့စမ်းမောင်ပါချမ်းစမ်းရလို့စမ်းမောင်ပါချမ်းအိုးစမ်းရလို့စမ်းမောင်ပါချမ်းစမ်းချင်းတလို့စမ်းမောင်ပါချမ်းခဲမိကွန်း991ကနေပြီး1000အထိအစင်လိုက်ရွေးပြစမ်းပါဗျာစကားဝဲဘာလဲဆိုတာကျွတ်တော့ဖြင့်လွယ်ကူကူဖြစ်နိုင်လိမ့်မယ်လို့ထင်တာပဲလေကဲညီမလေးရှင်ညီမလေးပဲဆက်ပြီးတော့ဖတ်ပြလိုက်စမ်းပါကိုဟုတ်ကဲ့စောပြည့်အစင်လိုက်ဖတ်ပြပါမယ်ကိုပါချကောင်းပါပြီတည်တည်ချာချာနားထောင်နော်ဟုတ်ကဲ့မေခွန်း991ကအမျက်ဆုံးဘာကုန်းအခရာကိုဖောက်ထုတ်တန်ထွက်ဖတ်ပါတဲ့အော်မေခွန်း992က1838ခုနှစ်ကအတ္တလန်တိတ်သမုဒ္ဒရာကိုပထမဆုံးဖြတ်တန်းခဲ့တဲ့ရေနွေးငွေ73သင်္ဘောတစ်စင်းအမည်ရဲ့ဒုတိယအခရာပါလေတဲ့ဟုတ်ပြီနောက်မေခွန်း993ကဖျားဖုံးကောင်တော3000ဝင်းသူ့အောင်စင်သားကြာတောင်းကြာဤတာဖြီးစေစုံမိလက်တုံ၍အုတ်တုံမကျွင်းထိုးကပင်းကိုအချင်းကုံစင်အဲ့ဒါပဲကိုပါချမ်းကောင်းပါပြီကြာပါပြီပြီးတော့မေခွန်း994ကတိဘက်တူဤမာနိကာဘုံကျမ်းမြတ်အလိုရအတူရာအဖြစ်လူအဖြစ်မှလူမြောက်ပါစေတည်းဟုအ
နက်ဖွင့်သောဗီဇအခရာ စက်ခေရာ မေကွန်995တူတူလေးပါကိုပါချမ်း ဟုတ်ကဲ့ ဟိုတောင်ချီယူစီကမြူကိုတွေလွင်တဲ့ ဟုတ်ကဲ့တီး မေကွန်996ကရွှေမန်းတင်မောင်ဖွားတော်မူကမ်းမှထိုင်ယာမှထမိသောအနိစ္စဖျားရောင်တဲ့လူမှားဟုသောအိုက်တွင်ပါသောအခရာတစ်လုံးနဲ့ ဟုတ်ပြီဟုတ်ပြီ မေကွန်990ခွန်ကတော့မင်္ဂလာတုတ်အပိုက်6ဘောဒီဝပုဒ္ဒအိုနတ်သားအစုံးမရဲ့အနက်ပြောင်းရန်6လုံးမြောက်အခရာဟုတ်ကဲ့ပြီးတော့ ဟုတ်ကဲ့ မေကွန်998က1342ခုနယုံလာဆန်း12ရက်ကဘာအေးကုန်းမြေမဟာပါတာနလှိုင်ငူတော်ကြီး၌ပထမအကြိမ်ဂိုင်းမောင်းစုံသာသနာအစည်းအဝေးဝယ်ကျင်းပရာတွင်ရွေးချယ်ခဲ့သောတန်ခါဝန်ဆောင်ဆရာတော်66ပါးအနက်တဲ့ပြည်မြို့မှဆရာတော်ဤဘွဲ့အမီပထမအခရာ ဟုတ်ပြီ နော် ဟုတ်ပြီဟုတ်ပြီ နောက်မေကွန်999ကတော့မှန်မလူးမအရေးသည်သို့မဟုတ်အလင်းရောင်လှိုင်းသည်စီရီယံဖြင့်ဖော်ဆက်ထားသောငွေမှုန့်များတုတ်ထားသည်မြင်သည့်အရာဝတ္ထုပေါ်သို့ကြာရောက်သွားသည်။ထိုအရာဝတ္ထုဤတတ္တိယအခရာ ဟောလွယ်သားပဲ အခုနောက်ဆုံးမေကွန်1000 ဟုတ်ကဲ့ အဲ့တော့ ဗျာ ဟိုမေကွန်1000မြောက်ပု္ပ္ပစာကိုအဲ့ဒီယေဒနာတစ်တာထဲမှာထည့်ထားတယ်တဲ့ ဒါဆိုအဲ့ဒီနောက်ဆုံးမေကုန်းကိုကျွန်တော်ဖြေစရာမလိုဘူးပေါ့ ရှင် ဟုတ်ဒီလိုမဟုတ်သေးဘူးကိုပါကြ ခင်ဗျာ ဒီလိုမဟုတ်သေးဘူးအဲ့ဒီယရနာတက်တာကိုတွေ့ရင်အဲ့ဒီနောက်ဆုံးမေကွန်းကိုနောက်ဆုံးအဖြစ်နဲ့ဖြေရမှာပေါ့ ဟုတ်ပါတယ်ကိုပါချင်း ဟုတ်ပြီ အခုမေကွန်း9ခုကိုလည်းခင်ဗျဖြေနိုင်မှာမလားဟမ် ကျွန်တော် ဒီဗျာကျုပ်တော်ဖြင့်အဲ့ဒီမေကွန်းနေနားထောင်ရင်တော့ယူချင်သွားတယ်ဗျာ ဟုတ်ကဲ့ကိုပါချင်း ကိုပါကြရေကျုပ်တို့အဖေကတော့ကျုပ်တို့မောင်နှမနှစ်ယောက်စလုံးကိုယူအောင်လှုပ်သွားတာများတည်ဘူးဗျာတကယ်ပါပဲ ရှင်ဖြေမဖြေနိုင်မှာမလားကိုပါချင်းမဖြေနိုင်ရင်တော့ဒီယေဒနာတွေ ဆုံးရှုံးမှမပူပန်းနဲ့မစောပြီ ရှင် ကျုပ်မဖြေနိုင်တဲ့မေကွန်းဒီကမ္ဘာလောကကြီးထဲမှာမရှိသလောက်ရှားပါတယ်ဗျာမမိတယ်မို့လားနာမည်ကိုက စမ်းချီဘလို့စမ်းမောင်ဝကြမောင်ဝကြကဘာမှမရှိသေးဘူးမတိရရှိနေတယ်တဲ့တဲ့မေကောမေကကမေကက ကဲပါလေအမစောပြီကစာရုံးနဲ့လိုက်မှတ်ပါ ဟုတ်ကဲ့ ကျွန်တော်တစ်ခုစီဖြေပါမယ် ကောင်းပါပြီကိုပါချင်း မေကွန်း991ကလွယ်လွယ်လေးပါအမျက်ဆုံးဘာကိုအခရာကိုဖောက်ထုတ်တန်ထွက်ဖတ်ရမယ်ဆိုတော့ဖျားဖို့ဘူးရားလို့မဖတ်ပဲဖောက်ထုတ်တန်ထွက်ဖတ်ရတဲ့အမျက်ဆုံးအခရာဟာဘူးအတန်ထွက်တော့ဖတ်မဟုတ်ဘူးလားကဲရေးထားလိုက်စမ်းပါဦးဘူး ဟုတ် လို့ ကဲ့ရေးလိုက်ပါပြီ အနောက်မေကွန်းက1938ခုနှစ်ကအတ္တလန်တစ်သမုဒ္ဒရာကိုပထမဦးဆုံးချိန်ဖြတ်သွားခဲ့တယ်ရေနွေးငွေ့ဆက်သုံးသင်္ဘောရဲ့နာမည်ဟာ CRS ပေါ့နယူးယောက်မြို့စစ်ကမ်းကိုဧပြီ22ရက်နေ့10နာရီမှာဆက်ကပ်ခဲ့တယ်လေ CRS ရဲ့ဒုတိယအခရာဆိုတော့မစောပြီရာဆိုတဲ့စလုံးလေးမှတ်ထားလိုက်စမ်းပါဦးဗျာ ဟုတ်ကဲ့ကိုပါချင်း နောက်မေကွန်းကဖျားဖုံးကောင်တော3000ဝင်တို့အောင်စင်သာကြာတောင်းကြာဤတာပြည့်စစ်စုံမေးလက်တုံ၍အုတ်တုံမကျွင်ထိုကပင်းကိုအရှင်းကုံစင်ဆိုတော့ဒါဟာတွင်းသိမင်းကြီးရဲ့ဗလာတိယပြုတ်အပိုက်68ပဲအထူးခြားချက်ကတော့အချင်းကုံစင်တို့အောင်စင်သာဆိုတဲ့နှခါထက်နေတဲ့စင်ဆိုတဲ့အခရာပဲကဲမစောပြီ ရှင်ဟုတ်ကဲ့စင်ဆိုတဲ့စလုံးကိုမှတ်ထားလိုက်ပါပြီကိုပါ ဟု ချင်း တ်ပြီ ဒါဆိုဖျားစင်ဆိုတဲ့စလုံးတော့ပေါ်လာပြီပြုတ်ကိုပါကြရေကဲဆက်လို့စမ်းပါဦး အနောက်မေကွန်းကတိဘက်တို့ရဲ့မာနိကာဘုံကျမ်းအလိုရအတူရာအဖြစ်လူအဖြစ်မှလွတ်မြောက်ပါစေတည်းဆိုတဲ့ဗီဇအခရာကရှင်းပါတယ်အမဏိပေါ့အရေကောက်ကအုံမဏိပတ်မေဟုံးကဲမစောပြီ ဟုတ်ကဲ့မနိဆိုတာမှတ်လိုက်ပါပြီကိုပါချင်း အောင်ပြီအနောက်မေကွန်းကတော့ရည်စရာခင်ဗျတော့ရီဖို့ကောင်းတယ် ဟုတ်ကဲ့ ဟိုတောင်ကြီးရိုးစီကမြူကိုးတွေလွင်ဆိုတော့မားပြီးရတာပေါ့ဒါမားပြီးရတဲ့စာပဲအမှန်ကဟိုတောင်ပေါ်ရိုးစီကမဟုတ်လားကဲပေါ်ဆိုတဲ့အခရာမှတ်လိုက်ပါဦးဗျာ ကိုပါချမ်းကတော့စစ်ဆက်ပါပြီတဲ့ဗျာ တကယ်ပဲ မေကွန်းတစ်ခုကရှင်မန်းတင်မောင်ဖွားတော်မူကန်းတဲ့ကထယံမထမိဆိုအနိစ္စဖေရရောင်တယ်လို့မှားအပိုက်အခရာဆိုတော့ကဲရေးထားစမ်းအောင်ဗျာတဲ့လို့ တဲ့ ကဲမင်္ဂလာတို့အပိုက်6ကတော့ရှင်းပါတယ်ဥဒ္ဓမံမြတ်စွာသောမင်္ဂလာမြည်သည်ဟူ၍တွန်သိန်းနတ်သားသည်ကနာကြီးမှတ်လေလော့လို့ဆိုထားလေတော့ကနာကြီးမှတ်လေလော့လို့ဆိုတာကိုပြောင်းပြန်ဖတ်လိုက်ရင်6လုံးမြောက်အခရာဟာကငယ်ကဲကငယ်လို့မှတ်လိုက်
တခနဲ့ပါမလားကိုပါချမ်းရဲ့ ဟိုညီမလေးကလေစမ်းညင်တယ်လို့စမ်းမုံဖတ်ကြမ်းပါ ကိုလေးဗျာ1342ခုနှစ်နေုံလာသား12ရက်နေ့ကမဟာပါဇာနာလန်ကူမှာပထမအကြိမ်ဂိုင်းဘုံဆောင်သာသနာအစည်းအဝေးပွဲကြီးရဲ့တန်ခါဝန်ဆောင်ဆရာတော်66ပါးနဲ့တီမျိုးကဆရာတော်ရဲ့ဘွဲကဥတေဇောဘာသာပိဝန်တနော်မှတ်ထားပါဥတေဇောဘာသာပိဝန်တထိုင်တဲ့ကျောင်းတိုက်ကရွှေကျောင်းကြီးတိုင်သရမဇောတိကဒေါတိကာယုံကျောင်းနော်ဟုတ်ပြီဘွဲတော်ရဲ့ပထမအခရာဆိုတော့ဥဆိုတဲ့ရှေ့အခရာကိုပယ်လိုက်ရင်တေဆိုတဲ့အခရာဟာပထမအခရာပေါ့ဟုတ်လားဟုတ်ကဲ့ ကဲညီမလေး ရှင် တေးတဲ့မှတ်လိုက်ပါဦး ဟုတ်ကဲ့မှတ်ထားပါလေကို မေကွန်999ကလွယ်ပါတယ်မှန်မလို့ရိတ်သွင်းဖို့အလင်းရောင်လှိုင်းဟာစီဇီယမ်နဲ့ဖော်ဆက်ထားတဲ့ငွေမုံတွေတုတ်ထားတဲ့အရာဝတ္ထုကိုဖြတ်သွားတယ်ဆိုတော့မိုက်ကာပြားပေါ့ဗျာဒါမှမဟုတ် electron ထွက်လာတော့မှာပေါ့မဟုတ်ဘူးလားတတိယအခရာဆိုတော့ပြားပေါ့ကဲဖတ်ပြသမ်းမအောင်ဖတ်ပြသမ်းမအောင် ဟုတ်ကဲ့အခုစီစဉ်တိုင်းရေးထားတဲ့အခရာတွေကိုဖတ်ပြမယ်ဆိုရင်တော့ဖျားစင်မဏိပေါ်တဲ့ဂတိပြားတမျိုးကြီးပါလားတမျိုးကြီးဟာ ဖျားစီမဏိပေါ်တဲ့ဂရီပြဒါအဲ့ဒါဘာလို့ဆိုလို့လဲ တရားစင်မဏိပေါ်တဲ့ဂတိဗျာဟာကျုပ်တစ်ချိန်ညံ့သွားပြီယူဗျာ ဘာများလဲ တဲ့ဆိုတဲ့အခရာအကောင်မှားသွားတာဗျာအနေစမ်းမအောင်အဲ့ရွှေမန်းဦးတင်မောင်ရဲ့ဖွားတော်မူကန်းတဲ့ကအတရင်နှုတ်ပိတ်ကိုဝင်စကားကိုအတန်နေတန်တားနဲ့ရွတ်ကြည့်မှာပုံမှာဗျာ ရွတ်ကြည့်စမ်းမအောင် ဟိုးရှက်စရာမလိုပါဘူးလေဟုတ်တယ်မလားအဲ့ဗါတဲ့နေစမ်းမအောင်ဟုတ်ပြီနိုင်ဝမင်းထဲနှုတ်ကုန်းစေပြီလာဖက်ကွန်စီကျန်တပြီလှမ်းပြီးပေးမှုခင်မယူလေရှင်လူများကြောကားသွားတယ်တရားကိုရင်အပေါ်ကရှုပ်ပါနမအခင်ရဲ့အပေါ်ကရှုပ်ပါနမအခင်ရဲ့အောက်ကိုလည်းမဝင်နဲ့ကြာလားစင်သားမင်းသားလည်းမရှိုးနဲ့ကြိုးတန်းကျင်းသားများလည်းမကြော်နဲ့တော်တဆကဲပါရင်ကကိမပါထိုင်ရကထပြီးတော့အနေစာဖျားယုံတဲ့လူမောဟုတ်ပြီရွှေမန်းကအင်းတလုံးခုပြီးတော့ညီးထားတာဗျာကျုံးမေးသွားတယ်အစောစောကဒဲဆိုတဲ့နေရာမှာအင်းထက်လိုက်ဗျာအင်းလို့ထက် ဟုတ်ပြီဖျားစင်မဏိပေါ်အင်္ဂရိပြဟုတ်ပြီ ဟုတ်လားဟုတ်ပြီအဲ့ဒါဆိုဟုတ်ပြီကိုပါချမ်းကတော့ဇမင်းသားလှုပ်စားဖို့တော့ကောင်းနေပြီ ငါသွားမှာပေါ့မစိုးပြီရဲ့ငါသွားမှာပေါ့ဂျုံမလို့တဲ့ဟူးရကဲဖျားစင်ကဖျားရုပ်ဘွားဥကောင်းတဲ့ကကြောက်ပြားကိုဖွာကြည့်ကြစို့ ဟုတ်ပြီကြာလာပြီတက်တာလေးတစ်လုံးကြာလာပြီ ဟုတ်တယ်ဒီမှာရှင်းနေတာတစ်တာလေးတွေ့ပြီဝေးသားလိုက်တာကိုဟဲ့ ဟုတ်တယ်မစိုးကြီးဟာ ဒါဆိုရင်လေကျုပ်လက်ထဲကိုအပ်ပါတန်ငယ် ဦးလေး လက်ခံဟုတ်ပါတယ်ကွယ်အမွေတွေကိုဝေပုံကြဆက်ခံခွင့်ရှိတယ်လို့ဦးလေးအရင်ခောက်ကြည့်ပဲကွယ်လို့အရင်ပွဲများကြမ်းမလားဆိုပြီးတပည့်4-5ယောက်တော့ခေါ်လာခဲ့တယ်ခွင့်လို့ပါကွယ်ခွင့်လို့ပါကဲဘုဒ္ဓငယ် ဗျာ အဲ့ဒီတစ်တာလေးကိုတစ်စိတ်ပေးလိုက်စမ်းပါကွယ် ရပါတယ်ဗျာရပါတယ်ရော့ယူပါ မပေးနဲ့ကွာ ယူပါ မပေးနဲ့ကိုမညာမပေးနဲ့ ယူပါဒီပါစီပေးလိုက်ပါပေးလိုက်ပါ ဟမ်ဘယ်မလဲရတနာကြီးတုံးလို့ အဲ့ဒီတက်တာတွေကရွှေပြားလေးမှာရေးထားတဲ့စာဖတ်ကြည့်လေဗျာဖယားတရားသံဃာယရနာ3ပါးကိုမမေ့နဲ့တဲ့မတွေ့ဘူးလားဟုတ်ပါတယ်မစောပြင်းတဲ့ကိုဟန်နရီခင်ဗျာတို့ရဲ့အဖေစာဥဖို့ဘဟာသူထားရခဲ့တဲ့ယရနာကြီး3လုံးဆိုတဲ့အမွေဟာဘယ်ယရနာနဲ့မှမရှင်သာတဲ့အဖို့မဖြတ်နိုင်တဲ့ဖယားတရားသံဃာဆိုတဲ့ယရနာ3ပါးကိုမမေ့နဲ့ဆိုတဲ့အမှားစကားလေးပါပဲရှင်အော်ယရနာ3ပါးမှားတယ်ကွာ ယရနာ3ပါး ငါသိမှားတယ်သိရှက်เสียကောင်းတဲ့အဖြစ်ပဲကွယ်ငါ့ကိုခွင့်လို့ကြပါကွာငါ့ကိုခွင့်လို့ကြပါ အော်ဦးလေး
ကိုပါချမ်း ဟုတ်ကဲ့ ရတနာကြီး3လုံးလဲရှာလို့တွေ့ကြပြီအဲ့ဒီတစ်တာတဲ့ကမေကွန်း1000မြောက်စာရွက်ကလေးကိုဖတ်ကြည့်ကြပါအောင်ဆိုလား ဟာဒီမိကွန်းကကျွန်တော်အတွက်နောက်ဆုံးမိကွန်းပဲထင်ပါရဲ့နော် ဟုတ်ပါတယ်ကိုပါချမ်းကဲဖတ်စမ်းမအောင်ရှင် ကောင်းပါပြီဗျအမိကွန်းအမှတ်1000မိကွန်းကမိကွန်း999ခုစလုံးကိုဖြည့်ဆို့အောင်မြင်ခဲ့တဲ့တင့်ကိုလက်ထပ်မိကျွန်တော်ဤသမီးစောပြည်တန်တာကတင့်ကိုချစ်ခင်စုံမဲ့နိုင်ပါမည်လားတဲ့ဟောဗျာဒီမိကွန်းကိုကျွန်တော်ဖြေရမယ်ဘွာလား စမ်းကျင်တယ်လို့စံကိုပါချမ်းပဲဖြေနိုင်ရမှာပေါ့ဗျာဟမ် မိကွန်မောင်999ခုဖြေနိုင်ခဲ့တဲ့ကိုပါချမ်းကိုတုံ့ပြန်ဂုဏ်ပြုသောအဖြစ်1000မြောက်မိကွန်ကိုလေရှင်ကိုစားကျမပဲဖြေပါမယ်ဘာမှဆုံးရှုံးခံစရာမလိုပါဘူးရှင် ဟောမစောပြည်ဖြေမလား ဟုတ်ပါ သူအဲ့ဒီအဖြေက ဟိုကိုကို ကတော့နော်ကတော့ ရှာပါရ ဟိုအဖြေနဲ့ ဗျာအဖြေကအင်းလေဟုတ်လားအေးလေအစတည်းကစမ်းကျင်သလိုစမ်းမောင်ပါချမ်းကအဖြေသိပြီးသားပါအားနာလို့နည်းနည်းမူးနေလိုက်တာ ချစ်စမ်းသူသိကြောတာပဲ သိကောင်းဟိုကလည်းစမ်းကျင်တယ်လို့စမ်းမောင်ပါချမ်းငါနှမကလည်းပြောချင်ရပြောမတ်ရွှေချောဆိုတော့ ကိုကလေ ငါကလည်းမျက်နှာပူလို့ပြေးချင်ရပြေးမောင်ပါအေးလောက်တော့မယ်ဟေးလစ်ပြီဟေးလစ်ပြီ ဟောဗျာဒီကဘာမှသူမသိတဲ့အရာမဖြစ်နိုင်တဲ့အကြောင်းမရှိပါဘူးကွယ်မင်းတို့များချက်ကနေတက်ကနေအချက်မလွဲပြင်နိုင်ပါသူလူစမ်းကမောင်ပါကြနဲ့ကွယ်ဘုန်းကြီးကျောင်းတို့သူ့ကို